အားလုံးပဲမိလာပါအခုဆက်လက်ပြီးတော့ tangent graph ဆွေးနွေးကိုဆက်လက်ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်tangent ရဲ့ general form နောက်ဒီမှာရေးထားတယ်ပေါ့ y is equal to a tangent b times x minus h plus k နော်ခုဒီမှာဆိုရင်ကျွန်တော် transformation အရာပြောမယ်ဆိုရင် a က vertical scaling b က horizontal scaling h က horizontal translation k က vertical translation ပေါ့နော် sin မှာဆိုရင်တော့ a ကဒီ amplitude ပေါ့နော်အဲ့တော့ tangent ကို tangent ဆိုရင်တော့ဆရာတို့ကဒါကို amplitude လို့မသုံးဘူးပေါ့နော်ဒါပေမဲ့လို့ဆရာတို့က point ရှာတဲ့အခါမှာဒါအသုံးဝင်လာမှာသူက y coordinate နဲ့ဆိုင်နေเนาะတန်ဖိုးပေါ့နောက်တစ်ခါ b ကဆရာတို့က period ရှာတဲ့အခါမှာသုံးမယ် horizontal scaling ဟာเนาะဒီ hk ကတော့ဆရာတို့ကစမှတ်ပေါ့เนาะအဲ့လိုမျိုးသုံးတဲ့ရှာတဲ့အခါမှာဆရာတို့အသုံးပြုမယ်ကဲတော့ခုဒီမှာဆရာတို့เนาะ sin graph ကို sin graph ဒီဆွဲတဲ့အခါမှာလည်းပဲသိခဲ့ပြီလားဒီ a ကိုတော့ amplitude လို့ဆရာတို့မသုံးတော့ဘူးเนาะအဲ့တော့ပြီးတော့မှ point ရှာတဲ့အခါမှာပဲထည့်တော့မယ်အဲ့တော့ခုဒီမှာပထမဆုံးဆရာတို့ဘာလဲဆိုတော့เนาะ tangent graph ဆွဲမယ်ဆိုရင်ဆရာတို့ဟာ mid line เนาะအဲ့တော့ mid line ဆွဲမယ်เนาะ y is equal to k เนาะ tangent graph ဆွဲမယ်ဒါ mid line เนาะအဲ့ဒီ mid line ပေါ်မှာဆရာတို့ကဒီ tangent ဆိုရင်9 point အမှတ်9ခုစဉ်းစားမယ်ပေါ့เนาะ sin cosine တော့ဆရာတို့က5 key point လို့သုံးတယ်ကိုဒီမှာ tangent တို့ cotangent ဆိုရင်7 key point လို့သုံးရင်သုံးပေါ့เนาะအမှတ်9မှတ်မှတ်မယ်အဲ့လိုအမှတ်မှတ်တဲ့အခါမှာဘယ်လိုမှတ်မလို့9မှတ်ဘယ်ကနေစမလဲဆိုတော့ဆရာတို့เนาะဒီ center point ကိုသတ်မှတ်လိုက်တာပေါ့ center point เนาะ center point ကဘာလဲဆိုရင်ဒီက h နဲ့ k ကိုဆရာတို့ယူလိုက်တာဒါတွေကတော့ယူတတ်ပြီးသားလို့เนาะဆရာတို့ယူဆလိုက်မယ်အဲ့တော့ center point က hk အဲ့တော့ mid line ပေါ်မှာလဲဆရာတို့က center point ချလိုက်တယ်ဟောเนาะ mid point ပေါ်မှာ mid line ပေါ်မှာ center point ချလိုက်တယ်เนาะသူ့ရဲ့ h coordinate လေးပဲဆရာတို့မှတ်မယ် h เนาะ h coordinate လေးပဲမှတ်လိုက်တယ် h လို့เนาะအဲ့တော့အခုဒီမှာဆရာတို့ကပထမဆုံးဘာရှာမှာလဲဆိုရင် mid line intercept ရှာမှာเนาะ mid line intercept အဲ့ဒီမှာဆရာတို့เนาะအဲ့ဒီမှာ mid line နာမည်ပေးထားပြီးเนาะနောက်တစ်ခါ mid line intercept ရှာမယ်အဲ့တော့ mid line intercept ကဘာလဲဆရာတို့က hk ပေါ့เนาะ hk ဟောအဲ့တော့ကြတော့အခုဒီမှာ mid line intercept ဆရာတို့9 point ရှိတဲ့အထက်ကပထမဆုံး mid line intercept တွေရှာမယ်3ခုရှိရအဲ့ဒီ mid line intercept ကိုဘယ်လိုရှာမလဲဆိုတော့เนาะသူ့ကိုရှာဖို့ဆိုရင်ဆရာတို့က period သိရမယ်အဲ့တော့ period နဲ့ဆိုင်တာက b ဆိုတော့เนาะ tangent အတွက် period ဟာဆရာတို့ကပိုင်ကို b နဲ့စားလိုက်တာဟော tangent ရဲ့ period เนาะပိုင် over b လို့သိတယ်အဲ့တော့ဒီ mid line ကိုဆရာတို့ကဒီเนาะ h coordinate h ကိုအဲ့ဒီကပိုင် over b เนาะပေါင်းလိုက်မယ်နှုတ်လိုက်မယ်ဆိုရင်ဆရာတို့ခုဒီမှာ mid line intercept 3ခုရမယ်เนาะ mid line intercept 3ခုအဲ့တော့ mid line intercept 3ခုဆိုတော့ဘာတွေတော့ဟောဒီမှာပေါင်းလိုက်မယ်ဆရာတို့sorry เนาะ mid line intercept 3ခုရမယ်အဲ့တော့ပထမတစ် point ချလိုက်တယ်ဒီမှာဒီ h ကိုပိုင် over ပြီးဆရာတို့ပေါင်းပြီးတော့ထည့်လိုက်တာเนาะ h ကိုပိုင် over ပြီးပေါင်းပြီးတော့ဆရာတို့ထည့်လိုက်တာเนาะအဲ့တော့เนาะသူရဲ့ point ဟာ h plus ပိုင် over ပြီး k ပေါ်မှာ mid line k ပေါ်မှာရှိလို့သူရဲ့ point ဟာ h plus ပိုင် over ပြီး k လို့မှတ်လိုက်တယ်အဲ့တော့ခုဒီမှာလည်းပဲဆရာတို့နာမည်ပေးလိုက်တယ် mid line ပေါ်မှာလည်းပဲh plus pi over b เนาะအဲ့တော့ mid line intercept ရဖို့အတွက်ဆရာတို့ကစမှတ်ကိုဒီက period ပေါင်းလိုက်တာပေါ့เนาะ period ပေါင်းလိုက်တာအဲ့တော့နောက်ထပ်တစ်ခါဆရာတို့ကဘာချအောင်မလို့ဆိုတော့ pi over b period နှုတ်ပြီးတော့တခုရှာလိုက်မယ်เนาะ period နှုတ်ပြီးတော့တခုရှာလိုက်မယ်အဲ့တော့သူ့ရဲ့ coordinate ကဘာဖြစ်သွားမှာလဲဆရာတို့ကသူ့ရဲ့เนาะ center point ကိုဆရာတို့က period နှုတ်လိုက်တာဆို x minus pi over b လို့ရเนาะ h minus pi over b
အဲ့တော့ဒီမှာ midline intercept နော် midline intercept ဆရာတို့က h minus pi over b ဟောခုလိုမျိုးဆရာတို့ရပြီဟောအဲ့ဒါဆိုရင်ဆရာတို့က7 key point ဆိုတော့ခုဒီမှာ3မှတ်ရပြီအဲ့တော့4မှတ်ရဖို့အတွက်ဘာလုပ်မလို့နော်ခုဒီမှာရှိတဲ့ point တစ်ခုစီကိုဆရာတို့က mid point formula သုံးပြီးတော့ရှာလိုက်မှာနော် mid point formula သုံးပြီးတော့ဆရာတို့ရှာမယ်mid point formula သုံးရှာလိုက်မယ်ဆိုရင်ဟောဒီထဲမှာဒါသူ့ရဲ့တဝက်ပေါ့ဒီ point နှစ်ခုရဲ့တဝက်ရှာလိုက်တာနော်အဲ့တော့ဒီဘက်မှာလည်းအဲ့လိုပဲသူ့ရဲ့ point တဝက်လောက်ပြီးတော့ဆရာတို့ရှာလိုက်တယ်ဟောနော်အဲ့ဒီကတဝက်ဆိုတာက mid point formula သုံးရင်ဆရာတို့ကသူတို့ချင်းပေါင်းပြီးတော့အမှတ်နှစ်ခုရဲ့ coordinate ပေါင်းပြီးတော့2နဲ့စားတာနော် h နဲ့ 8 နဲ့ပေါင်းရင် 2h 2နဲ့စားလိုက်ရင် h pi over b ကို2နဲ့စားရင်အဲ့ဒါ pi over 2b ပေါ့နော်အဲ့တော့ဒီ mid point အဲ့တော့အဲ့ဒီ mid point ကဆရာတို့ mid point ရှာတဲ့ formula ရကိုဒီ point ကိုသုံးမယ်ဆိုရင်ဆရာတို့ဟောဒီက point ပေါ့နော်နော်ဒီ point ကိုဆရာတို့သုံးမယ်ဆိုရင်ဒီက h ရဲ့ဟောဒီက8 plus pi over b ရဲ့ဆရာတို့ပေါင်းလိုက်မယ်အဲ့တော့သူ့ကိုဆရာတို့2နဲ့စားတာပေါ့အဲ့တော့8 plus 8ဆိုရင် 2h 2h ကို2နဲ့စား h ပေါ့ pi over b ကို2နဲ့စားရင် pi over 2b နော်8နဲ့စားမယ်ဆိုရင် pi over 2b နော်အဲ့လိုမျိုးဆရာတို့ရမယ်ဟောနော်အဲ့တော့သူ့ရဲ့ point ကနော် point နာမည်လေးထည့်လိုက်မယ်8 plus pi over 2b နော်8 plus pi over 2b အဲ့လိုပဲဆရာတို့ကဒီဘယ်ဘက်ကဒီကြားထဲကဒီ point လေးကိုရှာမယ်နော်အဲ့ဒီက point လေးကိုရှာမယ်ဆိုရင်လည်းဆရာတို့ဒီမှာသူတို့နှစ်ခုကိုပေါင်းလိုက်တာပဲနော်အဲ့ဒါဆိုရင်ဒီ point ဟာဆရာတို့က h နဲ့ 8 နဲ့ပေါင်း 2h 2နဲ့စားလိုက်တယ် h minus 2ကို2နဲ့စားလိုက်တယ် pi over 2b လို့ဒီလိုမျိုးရအောင်နော် h minus pi over 2b ဟောဒီမှာနော်ဆရာတို့အဲ့ဒီမှာ point ခုဆိုရင်5ခုရှိသွားပြီဟောနော် point 5ခုရှိသွားပြီအဲ့တော့အဲ့ဒီက point นี่ဆရာတို့ကဘာလဲဆိုရင်ဒါ asymptote ဆရာတို့မှတ် asymptote နော် asymptote မှတ်နေတာဟော asymptote အဲ့ဒီ asymptote ရဖို့အတွက်ဆရာတို့ကဟောခုဒီမှာ point က8 plus pi over 2b midline ပေါ်မှာရှိလို့ k ပေါ့နော်နောက်ဒီဘက် point က h minus 2b နော် h minus 2b midline ပေါ်မှာရှိလို့ k အားလုံးပေါင်းဆရာတို့9မှတ်ရှိသွားပြီအဲ့တော့9မှတ်လိုတာနော်9မှတ်လိုတာကဲဟုတ်ပြီအဲ့တော့ကျတော့အဲ့ဒီက9မှတ်ကိုဆရာတို့ကမှတ်ရမယ်နော်ဟောအဲ့တော့ခုဒီမှာဆရာတို့နောက်ထပ်တမန်နောက်တမန်နမအဲ့ကြတော့ဒီ point တွေကိုဘယ်လိုရှာမလို့နော်ဒီ point တွေဆိုတာဒီလိုမျိုးဆရာတို့က period ကဒီ10ချက်မှာ period ကဒီလိုမျိုး1 2 3တနည်းအားဖြင့်တစ်ခုကျော်ဆိုရင် period กว่าနော်ဟောဒီကဒီလိုတစ်ခုကျော်ဆိုရင်ဒါ period ရနော်နှုတ်ကြည့်လိုက်ရင်သိနော်နှုတ်ကြည့်လိုက်ရင်သိဒီလိုတစ်ခုကျော်ဆိုရင်ဆရာတို့ကဒါ period กว่าတာဆိုအဲ့တော့ဒီ point ကိုလို့ကျရင်ဟောဒီကောင်ကို pi over b ဆရာတို့ပေါင်းလိုက်နော်ဟောဒီက8 plus 2နော်8 plus pi over 2b ကိုပိုင်ပေါင်းလိုက်ညာဘက်က point လို့ကျင်နော်ဟောဒီညာဘက်က point လို့ကျင်တဲ့အတွက်နော်ဒီကောင်ကိုဆရာတို့ကဘာပေါင်းလိုက်မှာတော့ period ပေါင်းလိုက်နော်အဲ့လို period ပေါင်းရှာလိုက်တာပေါ့နော်ဒါလေ့ကျင့်လိုက်ရင်ဒါမြန်သွားမှာအဲ့ဒါဆိုရင်ပိုင်းခြေ2အောင်ဆိုရင်ဒါ 2b ဖြစ်ရအဲ့ဒါဆိုအပေါ်လဲ2နိုင်မှာ2ပါဟောပေါင်းလိုက်တယ်ပိုင်းခြေ2ပါဆို3 pi over 2b ဆိုရင်ဒီ point ဟာ h plus 3 pi over 2b လို့ဒီလိုမျိုးဖြစ်သွားဟောနော်8 plus 3 pi over 2b ကဲဒါလေးကိုဆရာနော်point လေးဆရာတို့မှတ်လိုက်မယ်ဟော8 plus pi over 2b နော်
pi over 2b နောက်ဘယ်ဘက်ကအမှတ်လဲဆရာတို့အဲ့လိုပဲမှတ်မှာနော်ဘယ်ဘက်ကအမှတ်ဟော pi over b ပဲမလုပ်လိုက်ပါတော့ဆရာတို့ပေါင်းလိုက်တာနော်ဒီဘက်ကျတော့ဆရာတို့ကဒါနှုတ်နော်သူ့ကိုနှုတ်ပေးလိုက်တာပေါ့နော်ကျန်တဲ့ဒီဘက်က point တစ်ခုရဖို့ဆိုရင်ဒါဘယ်ဘက်သွားမှမို့လို့နှုတ်လိုက်တာနော် period နဲ့အဲ့တော့ခုနလိုပဲပိုင်းကြီးတူအောင်ဆိုရင်2နဲ့မြောင်အဲ့တော့အပေါ်လဲ2နဲ့မြောင်လက္ခဏာတူရင်ပေါင်းဆိုတော့ဒီ point ဟာ h minus 3 pi over 2b လို့ရနော် h minus ကဲဟုတ်ပြီအဲ့တော့ဆရာတို့ကအခုဒီမှာသူ့ကိုဒီမှာဒီ point လေးက h minus 3 pi over 2b အဲ့တော့အခုဒီကဒါအကျမ်းမှတ်တဲ့သဘောပါနော်အကျမ်းမှတ်တဲ့သဘောဆရာတို့ကဒါအချောတွက်တဲ့အထဲမှာမပါဘူးနော်အချောတွက်တဲ့အထဲမှာမပါဘူးကဲဟုတ်ပြီအဲ့ဒီအခါကျတော့ဆရာတို့ခုဒီမှာနော်ဒီ point နှစ်ခုအတွက်ညာဘဲ point အတွက်ထည့်လိုက်တယ် mid line ပေါ်မှာရှိလို့ y coordinate က k နော်mid line ပေါ်မှာရှိလို့အဲ့လိုပဲဒီညာဘဲဆုံး point အတွက်ဆိုရင်လည်း8 plus 3 pi over 2b mid line ပေါ်မှာရှိလို့ y coordinate က k ဒါဆိုရင်ဆရာတို့ဟာ tangent ကရက်ဆွဲဖို့ဒါအမှတ်9ခုရှာတာနော်ဒီအမှတ်9ခုနော်ဆရာတို့ရှာတတ်မယ်လို့ထင်တယ်နော်ကဲဟုတ်ပြီအဲ့ဒီအခါကျတော့ဆရာတို့ကဘာလုပ်မလို့နော်ဒီမှာ asymptote ဆိုတော့ asymptote line ကြီးဆွဲမယ်နော် asymptote line နော်ဒါတွေက asymptote ဆိုတော့ asymptote line ဆွဲတယ်asymptote line ဒီပေါ့နော်asymptote line ဘယ်နှ line ရလာလဲဆိုရင်ဆရာတို့က4 line ရလာပြီဒါဒီကြားထဲကဒါ mid line intercept တွေဟာဆရာတို့က tangent graph နဲ့ဒါဖြတ်မဲ့ point တွေပေါ့ mid line နဲ့ဖြတ်မဲ့ point တွေအဲ့တော့ tangent graph ဆွဲဖို့အတွက်ဆရာတို့ကဘာလို့တော့เนาะဒီမှာနောက်ထပ် point လေးနှစ်ခုဆရာတို့သတ်မှတ်ပေးရဘလို့သတ်မှတ်ပေးရမလဲဆိုတော့ဒီ center point နဲ့เนาะဆရာတို့က tangent graph ဆွဲနိုင်ဖို့အတွက်သူတို့ရဲ့ခုနလိုပဲဒီ point နှစ်ခုရဲ့ h နဲ့8 plus pi over 2b ရဲ့เนาะ8 plus pi over 2b ရဲ့ mid point ကိုရှာမယ်ဒီကြားထဲက mid point เนาะအဲ့ဒီက mid point ကဘာဖြစ်မလဲဆရာတို့เนาะအဲ့တော့ mid point formula သုံးပြီးရှာလိုက်ပေါ့ဒီကြားထဲက mid point လေးရပေါ့เนาะဒီမှာတော့ point ကြီးရှုပ်သွားမှဆိုလို့မထည့်တော့ဘူးအဲ့တော့ h နဲ့ a နဲ့ပေါင်း 2h ဆိုတော့2နဲ့စာ h ပဲအဲ့တော့ဒီကနောက်ကပေါင်းတော့ pi over 2b 2နဲ့စားလိုက်ရင် pi over 4b ဒီကြားထဲရပေါ့အဲ့လိုပဲဒီဘက်မှာဆရာတို့ကတ point ရှာအဲ့တော့ဒီဘက်ကျတော့အနှုတ်နဲ့ဖြစ်တော့အနှုတ်ပဲကွာသွားတာဆိုရင်เนาะဒါသူက 8 plus or minus ဒီဘက်က point က h minus pi over 4b လို့ဆရာတို့ရှိမယ်เนาะအဲ့လိုမျိုးရှိတဲ့အခါမှာဆရာတို့ကဘာလုပ်ရလဲဆိုတော့เนาะဆရာတို့ခုနရှေ့မှာ sin cosine graph ဆွဲခဲ့တယ်เนาะဒါလေးတွေယာထားတာပေါ့เนาะ upper line เนาะ upper line ဆရာတို့ယာလိုက်တယ်เนาะပြီးရင် lower line ယာလိုက်တယ်အဲ့တော့ဒီ upper line lower line ကမလို့ရှာမလို့ဆရာတို့ sin cosine တော့ဟာเนาะရှာတယ်လို့ပဲเนาะဒီရှေ့က vertical scaling เนาะ sin cosine တော့ဆို amplitude နဲ့ဆရာတို့ရှာလိုက်တာဟောတာကဒါ upper line เนาะ upper line ဆိုရင်သူက y is equal to ဒီ upper line ဆိုရင် y is equal to a plus k ဒါသိခဲ့ပြီလား y is equal to a plus k ဒါ lower line เนาะ y is equal to negative a plus k အဲ့တော့ကျတော့ခုနဒီမှာဆရာတို့เนาะဘာလုပ်ခဲ့တာတော့เนาะဒီ8 plus pi over 4b လို့ဒီကြားထဲမှာเนาะမှတ်ခဲ့တဲ့ point တွေရှိတယ်เนาะ h plus pi over 4b ဒီ point အဲ့ဒီကနေပြီးတော့ဒီ upper line နဲ့ထောင်းမှန်ကြအောင်ဆွဲလိုက်အဲ့ဒါဆိုရင်ဟောဒီက point လေးရလာမယ်ဘာလို့ဆိုရင်8 plus pi over 4b နောက်က y coordinate က a plus k အဲ့ဒါဒီ upper line နဲ့ဒီကဆွဲမယ်ပေါ့ဆရာတို့တင်းညက်ဆွဲဖို့နောက်တစ်ခါဒီဘက်မှာလည်းခုနဆရာတို့ mid point လေးရှာခဲ့အဲ့ဒီကနေလည်းဒီမှာ lower line နဲ့ထောင်းမှန်ကြတဲ့နေရာ
ဒီ point လေးပေါ့အဲ့ဒီက point လေးကဘာဖြစ်မလို့ h minus pi over 4b ဒီ point လေးကနော် h minus pi over 4b negative a plus k လို့ရနော်အဲ့တော့ခုဒီမှာသူတို့ကိုဆရာနော်မှတ်လိုက်မယ်နော်ဒါကဆရာတို့ခုနအဲ့ကလိုတဲ့ point ဆွဲဖို့အတွက်ဒါမှတ်လိုက်တာပေါ့နော်လိုတဲ့ point ဆွဲဖို့အတွက်မှတ်လိုက်တာဟောအဲ့တော့ခုဒီမှာဆရာဟောနော်ဒီ point လေးတွေဆရာမှတ်လိုက်ပြီခု8 plus pi over 4b a plus k နော်ဟောနောက်တစ်ခုနော် h minus pi over 4b နော် negative a plus k လို့ဆရာမှတ်လိုက်ပြီအမှတ်တွေဟောနော်အဲ့မှာ point ကြီးဆရာထည့်လိုက်ပြီအဲ့ဒီ point ကြီးထည့်လိုက်ပြီဆိုတော့ဆရာကရေးထားတာတွေဖြတ်လိုက်ပြီနော်ဟောခုဒီမှာဆရာ point ကြီးမှတ်ပြီးသွားပြီအဲ့တော့ point ကြီးမှတ်ပြီးသွားပြီဆိုရင်ဘာလုပ်ရမလို့ဟော graph ဆွဲရတော့မှာနော်အဲ့တော့ graph ဆွဲရတော့အဲ့တော့ graph ဆွဲတော့မယ်နော်ဒီကြားထဲကဒီ point လေး3မှတ်ကိုမှတ်ဖြတ်ပြီးတော့ဆရာ graph ဆွဲလိုက်ပြီးတင်းကျင် graph ဟောခုလိုဒီထွက်ဒါပေမဲ့လို့ဒီမှာဆရာဒါ GeoGebra နဲ့ဆွဲတာဆိုဒီအပေါ်ကအပိုင်းကဖြောက်လို့မရဘူးနော်အမှန်ကတော့ဒီလောက်လေးတွေဆရာတို့ဖြတ်ဆွဲမှာအဲ့လိုဆွဲတဲ့အခါမှာဘာလုပ်ရမလို့ဆရာတို့က graph မှာဒီမှာမြားထည့်ပြီးရအဲ့လိုမျိုးဆက်သွားတယ်ဆိုတာသိအောင်ဟော graph မှာမြားထည့်ခုဒီမြားပြထားတဲ့နေရာလောက်အထိပဲဆွဲဒီအောက်မှာလည်းပဲအဲ့လိုမျိုးမြားပြထားတဲ့နေရာအထိဆွဲမယ်ဟောအဲ့ဒါပြီးရင်ကြံတဲ့ point နေမှာဆွဲပါအဲ့တော့ကျတော့ဘလို့အမှတ်မှတ်မလို့ခုနလိုပဲဒီမှာတစ်ဝက်ရှာပြီးတော့ဒီလိုမျိုးဆရာတို့ mid point ရှာပြီးတော့ဒီလိုမျိုးထောင်းမှန်ကြတဲ့အမှတ်တွေရှာတယ်လို့ဒီမှာလဲ mid point ရှာเนาะအဲ့လို mid point ရှာပြီးရင်ဒီမှာဟောဒါအမှတ်လေးတွေယာလိုက်ဒီမှာလဲ mid point ရှာเนาะဟိုခုနလိုစနေစရာမလိုပါဘူးเนาะပုံဆွဲပြီးဆိုရင်ဆရာတို့ကเนาะတဝဲဝက်လိုက်ပေါ့เนาะဟောဒီမှာဟောเนาะအဲ့ point ရှာအဲ့တော့ခုနလိုပဲဒီဘက်ကပုံနဲ့တူအောင်ဆရာတို့ကเนาะcup လေးဆွဲလိုက်မှာပေါ့เนาะဒီဘက်က cup လေးဆွဲလိုက်မှာဟောเนาะအဲ့လိုဆွဲလိုက်ရင်ဟောအခုဒီမှာဟောဒီလို graph ထွက်လာเนาะအဲ့ဒီမှာလေးပဲဆရာတို့ကเนาะအဲ့က graph ဆိုရင်ဒီမှာမြားထည့်ရမယ်ဟောเนาะမြားထည့်ရဟောဒီလိုမျိုးဒီမြားကြားလေးပဲဆရာတို့ဆွဲပါနောက်ထိုနည်းတူပဲဒီဘက်မှာဆွဲခြင်းရင်ဆရာတို့ခုနလိုပဲဒီမှာ mid point ရှာဒီမှာတောင်းမှန်ကြအောင်ဆွဲဟောသူ point လေးရဒီမှာ mid point ရှာဟောဒီမှာဆွဲဒီ point တွေကတော့ထည့်စရာမလိုဘူးပေါ့နော်အဲ့လိုထည့်ပြီးတော့ဆရာတို့ကအဲ့မှာဒီဘက်ပုံစံနေနဲ့ဟောတူအောင်ဆွဲလိုက်တယ်ဟောခုလိုမျိုး graph ထွက်လာမယ်အဲ့လို graph ထွက်လာရင်ခုနလိုပဲဆရာတို့ကဒီမှာဟောဒီဘက်မှာမြားထည့်နော်ဒီမှာမြားထည့်ဒီလိုမျိုးဆရာတို့ဆွဲတာနော်ဟောအဲ့တော့ဒီမှာ graph တွေရသွားပြီအဲ့ဒီ graph တွေရသွားရင်ဆရာတို့ကဒီမှာ graph ဆွဲပြီးပြီဆိုရင်ဘာလုပ်ရမလဲဆိုတော့เนาะဒီမှာ domain တွေ range တွေ asymptote တွေဆရာတို့ရေးရတော့မယ်เนาะပြီးရင် graph equation ရေးရเนาะအဲ့တော့ graph equation เนาะy is equal to a tangent b times x minus h plus k เนาะ graph equation ရေးတယ်အဲ့တော့ပြီးတော့ဆရာတို့ဘာတွေလာရမလို့domain ပေါ့เนาะ domain လာရမယ်เนาะအဲ့တော့ domain နော် domain ဆိုရင်ဟောဒီက asymptote ကြီးမပါရဘူးဒါကြောင့်မလို့ဒီ asymptote မှာရှိတဲ့ဥစ္စာတွေက h တန်ဖိုးလေးမလို့ဟော h is not equal to နော်အဲ့လိုမျိုးရေးတယ် a plus or minus pi over 2b နော် a plus or minus 3 pi over 2b and so on နော် and so on နော်ဒါလေးပါအဲ့တော့ဆရာတို့က domain သိရင်ဘာသိတော့ asymptote သိနော်ဟော asymptote ကြတော့ equal နဲ့ရေးလိုက်ပေါ့ခုနဥစ္စာတွေအဲ့တော့ domain နဲ့ asymptote နဲ့ဘာကွာတော့ equal နဲ့ is not equal to ပဲဆရာတို့ကွာတယ်ဟောနောက်တစ်ခါဒါတွေကဘာတွေတော့ x intercept တနည်းအားဖြင့်ပြောရင် midline intercept ဟောဒါ midline intercept တွေ h နော် h plus or minus pi over b နော်ဟောဒါ midline intercept နော်အဲ့ဒါပြီးရင်ဆရာတို့ကဘာတွေရေးမလို့ period period pi over b period pi over b ဆိုတာဟာဒီเนาะ asymptote နှစ်ခုကြားကိုဆရာတို့က
เนาะဒါမြင်းဆွဲလိုက်ရင်ရတယ်เนาะ assam တုပ်နှစ်ခုချာเนาะဒီ assam တုပ်နှစ်ခုချာလေးပေါ့ဒီအောင်သားလေးမှာရေးလေရเนาะအစင်ပြေတဲ့နေရာကိုဆရာတို့ရေးပေါ့ဟောเนาะဒီအစင်ပြေတဲ့နေရာကိုရေးเนาะအဲ့ဒါ assam တုပ်အဲ့တော့ assam တုပ်ရေးတဲ့အခါမှာလေဆရာတို့ကဘာဖြစ်ရမလို့เนาะဒီဘေးတွေမှာเนาะဘေးတွေမှာမြားထည့်ပြီးเนาะဘေးတွေမှာမြားထည့်ပြီးမယ်เนาะ style ဟောအဲ့တော့ကြတော့ဒီမှာ line start เนาะဟောမြားထည့်ပြီးလိုက်မယ်เนาะနောက်တစ်ခါ line end เนาะမြားထည့်ပြီးလိုက်မယ်เนาะခုလိုမျိုးဆရာတို့เนาะမြားလေးထည့်ပြီးလိုက်မယ်ဟောအဲ့ဒီမှာဆရာတို့မြားလေးတွေပေါ်သွားပြီเนาะအဲ့ဒီမှာဒီလို point တွေပေါ်လို့မရဘူးเนาะအဲ့ဒါကိုဆရာတို့ကဘာလို့ရေးမလို့ period လို့ထည့်ရေးပေးမှာเนาะ period เนาะအဲ့တော့ခုဒီမှာဆရာ period ထည့်လိုက်မယ်เนาะ period ဒါတော့ pi over b เนาะperiod pi over b စာလေးရေးလိုက်မယ်เนาะဒါ period pi over b ဟောအဲ့ဒါပြီးဒီမှာဘာကျန်းနေလဲဆရာတို့ range ကျန်းနေတယ်ဟောအဲ့တော့ range ကဒီမှာဒါကြီးကဒီအပေါ်ဘက်ဆိုလဲဒါ white တန်မိုးတွေအားလုံးเนาะဒါဟိုအစုံမြားထည့်ထားတဲ့သဘောအခုလိုမျိုးအစုံမရှိဆက်သွားတဲ့သဘောဒီမှာလဲအောက်ဘက်ကိုမြားထည့်ထားတယ်ဆိုတော့အစုံမရှိဆက်သွားတဲ့သဘောဆိုတော့ in เนาะ range ကเนาะ the set of all real number เนาะခုလိုမျိုးဆရာတို့ပုံဆွဲရမှာပါအဲ့တော့ခုဒီတစ်ခေါက်နဲ့မရရင်နောက်တစ်ခေါက်ထပ်ကြည့်ပေါ့เนาะဆရာကဒါပြီးရဲ့နောက်ဗီဒီယိုမှာเนาะ exam ရဲ့ပုံစံတွေဆရာတို့တွေ့ပြမယ်အားလုံးစင်ပြေကြပါစေမင်္ဂလာပါ